cleaning service အနေနဲ့ပေါ့နော်ဒီလိုမျိုးဒါကတော့ဒီအဓိကအဖြစ်ကတော့ contract cleaning service full time cleaning service အနေနဲ့လာမိတ်ဆက်ပေးတာဆိုတော့ဒီလိုမျိုးတွေလိုနေတဲ့ကျောင်းတွေအိမ်တွေရုံးတွေဆိုလို့ရှိရင်ဒီ resident တွေ housing တွေဆိုရင်ကျွန်တော်တို့လည်းချိတ်ဆက်လို့ရပါတယ်ရှင်ဝန်ဆောင်မှုအကောင်းဆုံးဖြစ်အောင်ပေါ့နော်စူးစမ်းနေမင်္ဂလာပါရှင်အခုကပေါ့နော်ကျမတို့ဒီ civil resident မှာပေါ့နော်ဒီ cleaning service က property အပိုင်းရောတာဝန်ယူနေတဲ့ညီမလေးတယောက်ညီမလေးနဲ့ပေါ့နော်ပြီးရင်ကျမတို့အများအားချိတ်ဆက်နေတဲ့ညီမလေးနဲ့တစ်ချက်ပေါ့နော်ဒီကျမတို့ဝန်ဆောင်မှုအပိုင်း full time နဲ့ contract cleaning service အပိုင်းနဲ့ပေါ့နော်ဒီမှာလက်ရှိအဆင်ပြေလားဘယ်လိုမျိုး customer တွေဆိုလို့ရှိရင်ဒီလိုမျိုးဝန်ဆောင်မှုနဲ့တင့်လျော်လဲဆိုတဲ့ကိစ္စလေးတွေနဲ့ပေါ့နော်ကျမတို့တစ်ချက်ဆွေးနွေးသွားပေးပါမယ်ရှင်လူကြီးမင်းတို့လည်းရွေးပေါ့နော်ဒီလို contract နဲ့ contract cleaning service နဲ့ပတ်သက်တာလေးကိုနားထောင်ခြင်းနဲ့ကိုယ့်အတွက်လည်းလိုအပ်လောက်မယ်ထင်တယ်ဆိုရင်တော့တစ်ချက်ကြည့်ပေးပါအောင်ရှင်ကဲinterview လေးစလိုက်ကြမယ်ပေါ့နော်ကဲမင်္ဂလာပါရှင်ဟုတ်မင်္ဂလာပါအမဟုတ်ကဲ့ရှင်ညီမလေးကနေနေပေါ့နော်ဒီအမတို့ cleaning service နဲ့ဒီတောက်လျှောက်ပေါ့နော်တစ်နှစ်ကျော်ကာလရှိပြီထင်တယ်နော်ပူပေါင်းလာတာပြီးတော့မှာပေါ့6လပိုင်းဆိုလို့ရှင်လေအမ6လပိုင်းဆို2နှစ်ဆိုတစ်နှစ်ကျော်ကာလမှာပေါ့နော်အမတို့ဒီညီမလေးအတွက်ပေါ့နော်အမတို့ပူပေါင်းလာမှုကြောင့်မို့ညီမလေးအတွက်ပေါ့နော်အဆင်ပြေမှုတွေရှိလားပေါ့နော်ဟုတ်အဆင်ပြေပါတယ်အမညီမတို့ဗလဲဒီ management ပေါ့နော်စကင်နဲ့4နှစ်တာပေါ့ညီမတို့လည်းဒီ6လပိုင်းဆို4နှစ်ပြည့်တော့မှာပေါ့နော်အဲ့4နှစ်ပြည့်တော့မဲ့အတော်အတွင်းမှာဒီပထမပိုင်းအမတို့အရင်အဖွဲ့တုံးထားတဲ့ဟာတဲ့စလို့ရှိရင်အမတို့ hot cleaning ကိုပြန်ပြီးတော့ပေါ့နော်ဗလဲဘယ်လိုပြောရမလဲဆိုတော့ပြောင်းသုံးလိုက်တဲ့အချိန်မှာတော့ညီမတို့ပေါ့စိတ်ကျဉ်တဲ့အများကြီးရတယ်ပေါ့နော်အများကြီးရတယ်ပေါ့နော်ဒီ management လုပ်သူတူအနေနဲ့ဆိုရင်ဒီလိုမျိုး cleaning service နဲ့ပူပေါင်းရခြင်းအပြင်ကောင်းကျိုးတွေကြောင့်ညီမလေးအတွက်ဘာတွေကောင်းသွားလဲဘာတွေကောင်းသွားလဲဆိုတော့အမရဲ့ဘယ်လိုလဲဆိုတော့ညီမတို့ဝန်ထမ်းဆိုလို့ရှင်တော့ကိုကလိုက်ပြီးတော့ managementဗလဲအစခတ်သိအကုန်လုပ်ပြရပါဘောเนาะညီမတို့တီးသက်အနေနဲ့ကုမ္ပဏီတီးသက်အနေနဲ့အလိုက်တဲ့အကျိုးကျေးဇူးကြောင့်ဘယ်လိုလဲဆိုတော့ဗလဲတခုအစင်မပြေခဲ့တာတွေအဲ့အစင်မပြေတာအသိမွားစင်တော့ညီမတို့လက်ရှိအမတို့ဘက်ကချထားတဲ့ duty ချထားတဲ့ဝန်ထမ်းတွေနဲ့ညီမတို့အစင်ပြေသွားရပေါ့နော်ကြီးမားတခုပြောစရာပါညာရှိတယ်ဆိုလို့ရှင်တာဝန်ယူမှုတာဝန်ခံမှုတွေဘာတွေကြတော့ဘယ်လိုလဲဆိုတော့ကုမ္ပဏီအနေနဲ့ကြတော့ပို့ပြီးတော့အစင်ပြေတာပေါ့နော်ကုမ္ပဏီကိုအပ်လိုက်တဲ့အတွက်ကြတော့လေဟုတ်ကဲ့ရှင်တက်ရှင်မှုအပိုင်းရောညီမတို့အနေနဲ့ပေါ့နော်ကျင့်တတ်မှုရှိရလားရှင်ကျင့်တတ်မှုရှိပါတယ်အမဘာမှကြီးမားအဲ့လိုမျိုးပြောစရာဘာဆိုဘာမှမရှိဘူးပေါ့နော်အရင် cleaning တက်စားလို့ရှင်တော့100% ကိုကျင်းနှမှုရှိတယ်မှာဟုတ်ကဲ့ရှင်ဟုတ်ကျေးဇူးတင်ပါတယ်ရှင်ဒီလိုမျိုး cleaning service company တခုအနေနဲ့ဆိုလို့ရှိရင်ပေါ့နော်ကျမတို့ဒီလိုမျိုးဝန်ဆောင်ခွင့်ပေးရတာလည်းအဆင်ပြေတယ်ပေါ့နော်ဒါပေမဲ့ကျမတို့အနေနဲ့ပြောရမယ်ဆိုလို့ရှိရင်တော့ဒီ cleaning service ကိုအနံလိုက်ခြင်းအပြင်ပေါ့နော်ဒီဘယ်လိုပြောမှလဲဒီဝန်ထမ်းတွေကို training ပေးရတဲ့အပိုင်းနဲ့တက်တာသွားမယ်ခြင်းနဲ့ဟုတ်တယ် training ပေးစရာမလိုတော့ training လည်းပေးစရာမလိုတော့အမဘယ်လိုလဲဆိုတော့ကိုယ့်ရဲ့လိုအပ်ချက်ကိုအမရဲ့ဒီနေရာလေးကတော့ဒလူလေးတော့ရှိရဲဆိုတော့ကိုကပါဇက်ကနေပြောပြလိုက်အောင်မယ်ပေါ့နော်ကြံတဲ့တန်ရှင်းပိုင်းပါညာသူဟာနဲ့သူပဲသူအကုန်လောက်သွားတာပေါ့နော်အဲ့လိုမျိုးလေးတွေပေါ့ကိုဝန်တန်းဆိုလို့ရှင်တော့ကိုကဒလူကအဲ့လိုမျိုးမဟုတ်ဘူးလေအဲ့လိုမျိုးကိုကပြန်ပြီးတော့ train ရမှာပေါ့နော်အမားတို့ဘက်ကဝန်တန်းကိုကြတော့အမားတို့ကတေချာ train ထားတဲ့အတွက်ညီမတို့ကဘာမှအသေးစိတ်ပြောစရာမလိုဘူးပေါ့နော်ဟုတ်ကဲ့ရှင်အဲ့ကောင်ကျိုးလေးတစ်ခုရှိမယ်နောက်တစ်ခုခါကျတော့ဝန်ထမ်းတွေခွင့်ယူတဲ့ကိစ္စကျတော့အနောက်ရှက်ဖြစ်စီလားဒီနေ့မလာဘူးမနေ့ပြန်မလာဘူးဘယ်လိုစီစဉ်ရမလဲအဲ့လိုမျိုးတွေရတော့အဲ့လိုမျိုးတော့မရှိဘူးအဲ့ဟာတော့အမားတို့ဘက်ကနေပြီးတော့ရုံးက HR ဘက်ကနေပြီးတော့ announce လုပ်ပေးတယ်ပေါ့နော်ဒီနေ့တော့မက်စာဖြစ်မက်စာပေါ့မက်နော်ဖြစ်မက်နော်မလာဘူးအဲ့အတွက်လူစားတို့အနေနဲ့ညီမတို့တစ်ချက်စီစဉ်ပေးပါမယ်ပေါ့နော်အဲ့လိုမျိုးတော့လှမ်းပြီးတော့ inform လုပ်တယ်အမဟုတ်ကဲ့ရှင်ဒီလိုမျိုးလှုပ်ချင်အားဖြင့်လဲဒီနောက်မှာလေ့ဟင်မှုပြက်ကွက်မှုတွေမရှိသွားတဲ့အတွက်ကြောင့်မို့ကစတမာအနေနဲ့ဆိုရင်တော့စိတ်ချမ်းသာရမယ်ထင်တယ်နော်စိတ်ချမ်းသာရပါတယ်အမโอเคပြီးလို့ရှိရင်တင်ကြားမှုပိုင်းနေဒီဝန်ထမ်းတွေပြက်ကွက်မှုပိုင်းနေပြီးလို့ရှိရင်နောက်တစ်ခုခါကျတော့ဒီဆက်ဆံရေးပိုင်းခါကျတော့အမတို့ဝန်ထမ်းအနေနဲ့ဆိုရိုင်းဆိုင်လို့အဲ့လိုမျိုးအချောင်ခိုးနေတာမျိုးတို့အဲ့လိုမျိုးတွေရောတွေ့ရလားရှင်အဲ့လိုမျိုးတော့မတွေ့ရပါဘူးအမပြောဆိုဆက်ဆံရေးတွေလည်းအကုန်လုံးကောင်းကြပါတယ်ပေါ့နော်အမဟုတ်
အဲ့ဆိုရင်အချောင်ခိုမှုတွေပါရောရှိလား အော်မရှိဘူးအမဟိုညီမတို့တချို့ clinic နေဆိုလို့ရှင်တော့ဟိုလိုက်ပြီးတော့ဟိုဘယ်လိုလဲဆိုတော့ညီမတို့အနေနဲ့ကြာလဲညီမတို့ကဒီ property management ကိုအကုန်လုံးတာဝန်ယူထားရတဲ့အတွက် ancient တွေဘက်ကဟိုစိတ်ကျေနပ်မှုရှိအောင် complaint မတက်အောင်အဲ့လိုမျိုးဆိုတော့ညီမတို့ကအသေးစိတ်ကကစားလိုက်ပြီးတော့ဟိုစစ်ဆေးရတယ်လိုက်ပြောရတယ်လိုက်ကြီးကြက်ရတယ်ပေါ့နော်ဟိုဒီ clinic အမတို့ဟုတ် clinic ကိုပြောင်းလိုက်တဲ့အတွက်အဲ့ဒီအပိုင်းတော့ညီမတို့ဟိုတစ်ပိုင်းတော့ဟိုစိတ်အေးချမ်းသာမှုဖြစ်သွားတာပေါ့နော်ဟိုအရင်ကလင်းနေတုန်းကကြတော့ညီမတို့ကဟိုဘယ်လိုလဲဆိုတော့ဟိုသူတို့ဘယ်လွာမှာရောက်နေလဲဘာတွေလုပ်နေလဲဟိုဘယ်လိုတွေဖြစ်နေလဲအဲ့လိုမျိုးပေါ့လိုက်ပြီးတော့ဟိုချက်နေရပါပေါ့နော်အမြဲတမ်းအဲ့ဆိုတန်ရှင်းပိုင်းနဲ့ပတ်သက်လို့ကဟိုညီမတို့ကလိုက်ပြီးတော့ဟိုဘယ်လိုလဲဆိုတော့အင်ရှင်တွေကလည်း complaint တက်တဲ့အတွက်ဟိုအသေးစိတ်ကစားလိုက်ကြည့်ရတာပေါ့နော်အခုဟုတ်ကလေးနေကြတော့ညီမတို့ဟိုအသေးစိတ်လိုက်ပြီးတော့ကြည့်စရာမလိုပေါ့နော်မနက်တစ်ခါ round check လုပ်တယ်ညနေပိုင်းတစ်ခါ round check လုပ်တယ်အဲ့လောက်ပဲပေါ့နော်ဟိုတခြားကိစ္စအပိုင်းတို့ညီမတို့ဦးစားပေးပြီးတော့လုပ်နိုင်သွားတာပေါ့အမရဲ့အဲ့ဆိုရင် cleaning service ကိုအနံချင်အဖြစ်ဒီ management ဘိုင်းမှာပေါ့တာဝန်တစ်ခုရောက်သွားစေတာတော့အဲ့ဘယ်သူတွေအလုပ်လုပ်နေလဲဘယ်သူတွေအလုပ်လုံးမလုပ်နေဘူးလားဘယ်သူတွေအချောင်ခိုးနေလဲဘယ်သူတွေကျတော့ဘယ်လိုမျိုးအဆင်မပြေတာလဲဆိုတော့အာယုံတစ်ခုတော့ပေါက်သွားမှာပေါ့နော်ဟုတ်တယ်အဲ့အပိုင်းတော့အရန်ဟိုဟာဖြစ်သွားရဲ့ရှင်တတ်တာပေါ့နော်အဲ့ဒီအပိုင်းလက်မကြည့်စရာအပိုင်းဆိုတော့အမတို့ဝန်ထမ်းတွေကလက်သွဲလာတာလဲတနေ့ကျော်နှစ်လောက်ရှိတော့မယ်ဆိုတော့စိတ်ချလားလုံးချလားစိတ်ချပါတယ်အမဘာဖြစ်လို့လဲဆိုစိတ်မချဘူးဆိုရင်ကိုကဒီကိစ္စကိုအုံနောက်ထဲမှာပဲဖြစ်အာယုံထဲမှာပဲဖြစ်ထည့်ထားရပြီးတော့ငါစစ်ဆေးမှရမယ်သုံးမှုကြရင်အစင်မပြေမှုတွေရှိလိမ့်မယ်ဆိုတဲ့အတွေးရောဝင်လာမဝင်ဘူးအမဘာဖြစ်လို့လဲဆိုတော့ဟိုဒီမှာအမားတို့ချပေးထားတဲ့ဝန်ထမ်းအမတွေကတော်တော်ဟိုစိတ်ချရတယ်ပေါ့နော်ဟုတ်ကဲ့ရှင်အဲ့ဆိုဒီလိုမျိုးဒီpublic area ဆိုပေမဲ့လည်း Asian တွေနဲ့လည်းဆက်ဆံရတာဆိုတော့လေအဲ့လိုမျိုး Asian တွေကနေပြီးတော့ဘယ်လိုပြောမှလဲစကားအပြောဆိုအဲ့လိုအဆင်မပြေတဲ့အပိုင်းတွေရောလာ complaint အဲ့လိုမျိုးတော့ဟိုအခုနောက်ပိုင်းအမားတို့ဟုတ်ကလင်းတွေကိုပြောင်းသုံးလိုက်တဲ့အတွက် complaint တော့မလာဖြစ်တော့ဘူးမโอเคအဲ့ဆိုရင် Asian တွေလည်းစိတ်ချမ်းသာမယ်ထင်တယ်ဟဲ့လားဟုတ်တယ်တော်တော်များများ Asian တွေဆိုလို့ရှိရင်သူတို့ကိုမေးလိုက်တာအမားတို့ရောဟိုဘယ်လိုလဲဟိုဗလဲညီမတို့ clinic အစ်စ်တော်သုံးလိုက်တယ်ပြောင်းသုံးလိုက်တယ်စိတ်ကျေနပ်မှုရှိလားဆိုတော့သူတို့ဘက်ကလည်းစိတ်ကျေနပ်မှုရှိတဲ့အကြောင်းပြောပါတယ်အမโอเคအဲ့ဆိုလို့ရှိရင်တော့ cleaning service company တစ်ခုအနေနဲ့ဆိုရင်တော့ဒီကျမတို့ customer တွေစိတ်ချမ်းသာတယ်ဒီမှာနေနေတဲ့လက်ရှိအိမ်ပိုင်ရှင်တွေပေါ့နော်အိမ်ရှင်တွေအိမ်ငါးတွေအကုန်လုံးပေါ့နော်နေနေတဲ့လူတွေတော့စိတ်ချမ်းသာတဲ့အကြောင်းမို့ကျမတို့ကလည်းပဲပျော်ရွှင်ပါတယ်ပေါ့နော်ဟုတ်ပြီနောက်ထပ်တစ်ခုခါကျတော့ဘယ်လိုပြောမှလဲဆိုလို့ရှိရင်ဒီ training ဘိုင်းလည်းစိတ်ချရရတယ်အာရုံမနောက်တော့ပေါ့နော်ပြင်နေဝန်ထမ်းထိန်းသိမ်းရေးတင်ကြားရေးပြီးလို့ရှိရင်ဒီတောက်လျှောက်ပေါ့နော်ဒီတစ်ခုမကြံလိုက်ပြီးတော့ management လုပ်ရတဲ့အပိုင်းလည်းအဆင်ပြေတယ်ပေါ့နော်ဥပမာထားလိုက်ပါတော့တချို့ဥစားဒီအလုပ်ပိုင်းနဲ့စီစဉ်မှုပိုင်းရောကိုကပါဝင်ပြီးတော့စွတ်ဖတ်ရတာရှိလားဒါမှမဟုတ်ရင်လေဒီတိုင်းပဲလွတ်ထားပြီးတော့မှသူကလည်းသူ့ရဲ့ SOP နဲ့သွားတာမျိုးဟိုလာပေါ့နော်အဓိကစီစဉ်တဲ့အပိုင်းကိုကိုကအဲ့ဒီရဲ့အပိုင်းကိုအလုပ်တစ်ခုအနေနဲ့တာဝန်ယူရမျိုးရှိလားအဲ့လိုမျိုးတော့မရှိဘူးမှာ clinic ပိုင်းဆိုလို့ကျသူတို့ကသူတို့ရဲ့ဟို schedule အတိုင်းပဲဟိုစီစဉ်တာပေါ့နော်သူတို့ကလည်းသူတို့လုပ်ကြတာပေါ့အမရဲ့အခုအဲ့ဆိုလို့ရှိရင်เนาะဒီ cleaning တက်ရှင်းမှုနဲ့ပတ်သက်ပြီးတော့ဗောနော်ဒီကျမတို့အနံ့ချင်းအဖြစ်ဒါမှမဟုတ် cleaning service company တခုအနံ့ချင်းအဖြစ်ဗောနော်ဒီ property management ကိုင်တဲ့ညီမလေးတွေတာဝန်ရှိသူတွေအတွက်ကျတော့တော်တော်လေးဝင်ပေါ့သွားမယ်ထင်တယ်ဟဲ့လားဟုတ်တယ်အမအဲ့ဟာတော့ဝင်အရန်ပေါ့ပါတယ်အမဟုတ်ကဲ့ရှင်ဟုတ်အဲ့ဆိုတက်ရှင်တက်ရက်မှုပိုင်းခါကျတော့အဲ့လိုမျိုးဘယ်လိုပြောမှလဲဒီတောက်လျှောက်နေ့တိုင်းတော့စစ်ဆေးရတာပေါ့နော်စစ်ဆေးတဲ့အချိန်မှာအစင်မပြေမှုတွေတခုခုတွေ့ခဲ့တယ်ဆိုလို့ရှိရင်ကလေးတွေရောပြန်လှုပ်ပေးတဲ့အပိုင်းတွေပြောကြရင်ရောညှိနှိုင်းရခက်ခဲမှုရှိလားအဲ့လိုမျိုးတော့ခက်ခဲမှုမရှိပါဘူးအမဟိုဘယ်လိုလဲဆိုတော့ round check လုပ်နေတဲ့တက်လန်နဲ့ကိုကဟိုပိုးချီမြင်တော်လကားဟိုအမိုက်စာလေးတော်လကားသူတို့တစ်ချက်ဟိုအမကြီးဘယ်လွာမှာတော့ဗာလေးတော့တွေ့ခဲ့တယ်ဟိုတစ်ချက်အမတို့အဆင်ပြေတဲ့အချိန်လေးလုပ်ပေးပါအောင်နော်အဲ့လိုမျိုးပြောလို့ရှင်တော့ဟုတ်ကဲ့အမလုပ်ပြောပြီးတော့သူတို့လုပ်ပေးပါတယ်အမโอเคအဲ့လိုမျိုးအချိန်ရောများလားရှင်အဲ့လိုတော့မများပါဘူးအမဟုတ်ကဲ့ရှင်ဟုတ်ကျေးဇူးတင်ပါတယ်အဲ့ဆိုရင်တော့ဒီဘယ်လိုပြောမှလဲညီမလေးအနေနဲ့ပေါ့နော်ဒီညီမလေးနဲ့တူတဲ့အဲ့လိုမျိုးဝန်ထမ်းပဲဖြစ်ဖြစ်တာဝန်ခံပဲဖြစ်ဖြစ်ပေါ့နော်ဒီလိုမျိုး cleaning service ကိုရွေးချယ်တဲ့အခါမှာကြာရင်ဘယ်လိုမျိုး company တွေကိုရွေးချယ်တင်တယ်လို့ညီမလေးအကြံပြုချင်လဲရှင်ဘယ်လိုမျိုးအကြံပြုချင်လဲဆိုတော့ဟိုအဓိကကတော့အမရဲ့ဟိုဘယ်လိုလဲဆိုတော့ကိုယ့်ရဲ့ဝန်ထမ်းပေါ့နော်ဝန်ထမ်းတွေရဲ့ဟိုဘယ်လိုလုံးဆိုတော့ဒီ mindset တွေပေါ့နောက်ထပ်ကျတော့ဟို training ပေးထားမှုတွေနောက်ထပ်ကျတော့ဟိုတာဝန်ယူမှုတာဝန်ခံမှုအပိုင်းတွေပေါ့နော်နောက်ထပ်ကျတော့ဟို resident ဖြစ်တဲ့အတွက်ကြောင့်ကျတော့နောက်ထပ်ကျဟိုကိုချင်းတရားကောင်းတာတွေပေါ့နော်အဲ့ဟာတွေကတော့အဓိကတော့လိုအပ်တာပေါ့အမရဲ့အဲ့လိုမျိုးပိုင်းလေးတွေတော့ဟိုဖြစ်ပါတယ်ကောင်းတယ်ပေါ့နော်ဟုတ်အဲ့ဆိုအမတို့ company ကရောညီမလေး
လေးပြောတဲ့အဲ့လိုမျိုးအချက်လက်တွေနဲ့အကုန်ပြည့်စုံရလား ဟု ရှင် တ်ပြည့်စုံပါတယ်မအဲ့ပိုင်းလေးလေဟုတ် ဟုတ်ကဲ့ရှင်ဒီမှာလည်းတနေ့ကျော်ကာလရှိပြီးပြီးရင်မတို့ကလည်းပိတ်ရက်မရှိဝန်ဆောင်မှုပေးနေတာဆိုတော့ပစ္စည်းပျောက်တာတွေပစ္စည်းမတွေ့တာတွေတခုခုအတန်တရာဝင်စရာတွေရောညီမလေးတို့အနေနဲ့ရှိခဲ့ဘူးလားရှင် မရှိခဲ့ဘူးပါဦးမအဲ့ဟာလေအဲ့ဟာတော့လုံးဝဟိုပါပဲစိတ်ချပါတယ် ဟုတ်ကဲ့ရှင်ဒီတန့်ရှင်ရလဲသူကဘယ်လိုပြောမလဲပြောမဲ့တာတန့်ရှင်ရေးပေါ့နော်အမှန်ဆိုရင်တော့တတိထားမယ်ကိစ္စတွေတအားများတယ်ဥပမာဆက်ဆက်ရေးအစဝန်ထမ်းတွေရဲ့တကူရေးတန့်ရှင်ရေးအစုံပြီးလို့ရှိရင် management ပိုင်းယဉ်ကျေးမှုကအစပေါ့နော်ပြီးလို့ရှိရင်တကယ်ဒီကျွမ်းကျင်မှုကအစုံအကုန်လုံးကိုကျမတို့ဘယ်လိုပြောမလဲ train ထားပေးရတာပေါ့နော်အဲဒါကြောင့်မို့ကျမတို့ဒီလိုမျိုး resident ဒါဆိုအဆင့်တော်တော်မြင့်တယ်ဒီလိုမျိုးအဆင့်မြင့်တဲ့အရာတွေကိုကျမတို့လာရောက်ပြီးတော့ဝန်ဆောင်မှုပေးတယ်ဆိုလို့ရှိရင်ဝန်ထမ်းတွေကိုလည်းတော်တော်ရွေးချယ်ရတယ်ပြီးရင်တင် ကြားပေးရတယ်ပေါ့နော်ပြီးရင် customer တွေကိုကြောက်မှုပေါ့နော်ကိုယ့်ရဲ့ဝန်ဆောင်မှုညံ့ဖြစ်မှုကြောင့်မို့အာယုံတစ်ခုခုနောက်သွားတာအဲ့လိုမပြည့်မစုံဖြစ်သွားတဲ့အချိန်ကျရင်လည်းကျမတို့တော့ကမကောင်းလေတော့အဲ့ကြောင့်မို့ကျမတို့အနေနဲ့လည်းဒီ complaint တလားတစ်ချိန်တော့ကျမတို့အဲ့ဒီ feedback လေးပေးခိုင်းတဲ့ customer တွေကိုဟုတ်ပြီလိုအပ်ချက်ရှိရင်လည်းရှိတယ်ဆိုတော့ star လေးအဆင့်ဆင့်ပေါ့နော်ဝန်ဆောင်မှုအဆင့်နေနဲ့လည်း customer တွေကနေပြီးတော့ကျမတို့တလားတစ်ချိန် feedback လေးပေးတယ်အဲ့ feedback ပေါ်မှာမူတည်ပြီးတော့ကျမတို့ကတုံ့ပြန်မှုလေးတွေတော့တစ်ချက်လုပ်ပေးတယ်ပေါ့နော်အဲ့တချို့တချို့ဘိုင်းလေးဆိုလို့ရှိရင်ဟုတ်ပြီလောက်တာမပြောင်းတော့ဘူးဆိုရင် why ပေါ့ဘာဖြစ်လို့လဲပေါ့လို့မရတော့တာလားလို့ရသေးလားဘယ်လိုမျိုးလုပ်ရင်အဆင်ပြေလဲဆို customer နဲ့ညှိနှိုင်းမှုတွေလုပ်ပဲအတွက်ကြောင့်မို့ company ကိုအနှံ့ချင်းအပြင်တော့ဒီလိုမျိုးကောင်းကျိုးတွေတော့ရရှိစေမယ်ထင်တယ်နော်ဟုတ်တယ်အဲ့အပိုင်းနေတော့လုံးဝဟိုပါပေါ့ကောင်းကျိုးတွေအများကြီးရပါပေါ့နော်ဟုတ်ကဲ့ရှင်ဝန်ထမ်းတွေကလည်းအကယ်၍ပေါ့နော်တခုခုအပြောင်းလဲအစီအစဉ်ရှိတယ်ရုပ်တရက်မဟုတ်ဘူးဆိုတဲ့အနေထားမှာဆိုလို့ရှိရင်တော့ဒီ customer နဲ့ကျမတို့တိုင်ပင်နဲ့ဆွေးနွေးတယ်ပဲဝန်ထမ်းတွေကိုကျမတို့ဘယ်လိုမျိုးစီစဉ်ခြင်းလဲပေါ့နော်အဓိကကတော့ဒီနားက quality မကျသွားဖို့ရဲ့ဒီ customer စိတ်ချမ်းသာမှုတွေနောက်ဆက်မဖြစ်မှုတွေကိုဦးစားပေးပြီးတော့ကျမတို့စီစဉ်ဖြစ်ပါတယ်ပြီးလို့ရှိရင်ကျမတို့ဝန်ထမ်းတွေဆိုလို့ရှိရင်လည်းတာဝန်ကျမယ်လို့လည်းထင်တယ်ဘာဖြစ်လို့ဆိုတော့ကိုယ်ဝန်ထမ်းတာဝန်ကျကြပါတယ်မဟုတ်โอเคဝန်ထမ်းတွေကလည်းသူကလည်းသူပြုံးပြုံးရွှင်ရွှင်လေးပေါ့နော်ဒီအလုပ်ကိုချစ်ကြတဲ့ဝန်ထမ်းတွေများတဲ့အတွက်ကြောင့်မို့တာဝန်တစ်ခုအနေနဲ့ဆိုရင်တော့သူတို့ယူရတာလည်းစိတ်ချမ်းသာမှုအပိုင်းရှိတဲ့အတွက်ကြောင့်မို့ခိုင်းရတဲ့လူဘက်ကလည်းပျော်ရွှင်ရတယ်ပေါ့နော်သူတမန်တက်ရှင်မဟုတ်ဘဲနဲ့ဒီအလုပ်ကိုတကယ်ချစ်မြတ်လို့တယ်တမိုးရှိတဲ့လူသားအနေနဲ့ဒီ resident ထိန်းသိမ်းရေးမှာပေါ့နော်ပါဝင်ပြီးတော့တစ်ဖက်တစ်လမ်းကနေကုညီနေတယ်ဆိုတော့စိတ်သက်လေးတွေရှိထားတော့ကွာသူတို့အနေနဲ့လည်းလုပ်ရတာတော့ခုံယူမယ်ထင်တယ်ဟုတ်တယ်မဟိုဘယ်လိုလဲဆိုတော့အမရဲ့ဟိုကိုလုံနေတဲ့ဒီလုပ်ငန်းပိုင်းကိုပေါ့နော်ကျွမ်းကျင်မှုလဲဆိုင်တယ်နောက်ထပ်ကျတော့ဟိုဘယ်လိုလဲဆိုတော့ဟိုလှုပ်ချင်စိတ်ပေါ့အမရဲ့အဓိကတော့ပေါ့နော်ဟိုညီမတို့ဆိုလို့ရှိရင်လည်းညီမတို့ဒီ property management ပိုင်းမှာဟိုဒီလုပ်ငန်းအပိုင်းကိုကိုကအခုလောလောဆယ်မှာတာဝန်ယူမှုတာဝန်ခံမှုလုပ်ရတဲ့အတွက်ဟိုဘယ်လိုလဲဆိုတော့စိတ်ဝင်စားမှုမရှိလဲဒါပေမဲ့ကိုကစိတ်ဝင်ဘယ်လိုလဲဟိုဒီလုပ်ငန်းအပိုင်းကိုကျွမ်းကျင်အောင်ဟိုဗာလဲလောက်ရတာပေါ့အမရဲ့เนาะကိုကတာဝန်ယူထားတာဟိုဒီအပိုင်းကိုမလိဟင်းအောင်လို့ပေါ့အဲ့လိုမျိုးပေါ့အမရဲ့ဟိုသူတို့လည်းတန်ရှိအမားတွေဆိုလို့ရှင်လဲသူတို့တာဝန်ယူထားတဲ့အပိုင်းကိုတော့သူတို့တာဝန်ကြည့်အောင်တော့သူတို့လုပ်ပေးကြတယ်ပေါ့နော်ဟုတ်ကဲ့ရှင်ဒီမှာဆိုလို့ရှိရင်လည်းကျမတို့ဝန်ထမ်းတွေဆိုရင်ဒီမှာမိသားစုလိုဖြစ်နေပြီအကောင်လုံးကပျော်ပျော်ရွှင်ရွှင်နဲ့ပေါ့နော်ဒီ customer ရဲ့ feedback ကကျမတို့တော့ကအရင်တက်မှုရှိတယ်ကောင်းတဲ့ feedback တွေလာလဲဆိုလို့ရှိရင်လည်းကျမတို့ဝန်ထမ်းတွေကိုပြီးတော့ချီကျူးစကားအားပေးစကားပြောဖြစ်တယ်ပေါ့နော်ဟုတ်ပြီလိုအပ်တဲ့ feedback တွေလာတယ်ဆိုရင်လည်းကောင်းတယ်ဘာဖြစ်လို့လဲဆိုတော့ဒါကကိုယ့်ရဲ့အလံပြနေတာပေါ့နော်တခုခုလိုအပ်နေတယ်တခုခုမတန့်ရှင်းနေဘူးတခုခုအစင်မပြေနေဘူးဆိုရင်ကျမတို့တိုးတက်ရေးအတွက်ကိုကျမတို့တွန်းပို့နေရလို့ပဲခံယူတယ်ပေါ့နော်အဲကြောင့်မို့ဒီမှာကတော့ complaint မရှိတဲ့လောက်ပဲအဲကြောင့်မို့ဒီညီမလေးတွေလည်းကျမတို့ကိုစားဝန်ထမ်းတွေကိုကြီးစုစောင့်ရှောက်ပြီးတဲ့အကြောင်းမို့အရင်ကိုကျေးဇူးတင်ပါတယ်ရှင်ဒီလိုမျိုးပေါ့နော်နှစ်ဦးနှစ်ဖက် win-win system နဲ့တွားတဲ့ပုံစံလေးကတော့တောက်လျှောက်တော့အဆင်ပြေပါမယ်အဆင်ပြေတယ်ဟုတ်တယ်မစိတ်ချမ်းသာတော့ပေါ့မရဲ့ဟိုတယောက်နဲ့တယောက်ဟိုဘယ်လိုတော့ဆိုကောင်းဟိုဘယ်လိုကောင်းတော့ဟုတ်တယ်ကောင်းချင်းနေနဲ့ပဲညီမတို့ကဟိုဖြစ်ချင်တာပေါ့နော်အဲ့လိုမျိုးပေါ့နော်ဟုတ်ကဲ့ရှင်အားကြောင့်မို့ပေါ့နော်ဒီလောလောဆယ်အနေနဲ့ဆိုလို့ရှိရင် resident တာဝန်ခံနေဒီလိုမျိုး property service ကိုမှတန်းရှင်အပိုင်းကိုပေါ့နော်ဒီလိုမျိုး company ကောင်းလေးတစ်ခုလိုအပ်နေတယ်ဆိုတဲ့ customer တွေကြောင့်ညီမလေးအပြေဝတိုက်တွန်းမလားရှင်ဟောတိုက်တွန်းပါတယ်မဟုတ် cleaning service ကိုအကုန်လုံးပြောင်းပြီးတော့အဲ့လိုမျိုးတုံးကြဖို့နဲ့နောက်ထပ်ကျတော့ဟိုဘယ်လိုလဲဆိုတော့ resident ဘိုင်းတွေမှာဟိုမတုံးနဲ့အဲ့လိုမျိုးမတုံးရသေးတဲ့ resident တွေရှိခဲ့သည်ရှိတော့ဗောနော်အဲ့လိုမျိုးဆိုလို့ရှင်လဲဟိုဗလဲဒီဟုတ်ကလေးနဲ့ service ကိုဟိုအစမ်းအနေနဲ့စမ်းသုံးကြည့်ပြီးတော့ဟိုဟာဖြစ်ဖို့ရအတွက်တော့အားပေးပါတယ်အာမခံရပါတယ်အာမလေးဇွတ်ခံရ
ဟုတ်ကဲ့ပါရှင်လူကြီးမင်းတို့အနေနဲ့ပေါ့နော်ကျွန်တော်တို့တက်ရှိကျွန်တော်တို့ Hope Cleaning Service အနေနဲ့ပေါ့နော်ဒီလိုမျိုးဒါကတော့ဒီအဓိကအားဖြင့်ကတော့ contract cleaning service full time cleaning service အနေနဲ့လာမိတ်ဆက်ပေးတာဆိုတော့ဒီလိုမျိုးတွေလိုနေတဲ့ကျောင်းတွေအိမ်တွေရုံးတွေဆိုလို့ရှိရင်ဒီ resident တွေ housing တွေဆိုရင်ကျွန်တော်တို့လည်းချိတ်ဆက်လို့ရပါတယ်ရှင်ဝန်ဆောင်မှုအကောင်းဆုံးဖြစ်အောင်ပေါ့နော်စူးစမ်းနေပါတယ်ရှင်အခုလိုမျိုးအချိန်ပေးပြီးကြည့်ရှုသူအားလုံးလည်းကျေးဇူးတင်ပါတယ်ရှင်ညီမလေးရောကျမတို့ကြည့်နေတဲ့ဥစားပရိသတ်တွေကိုတစ်ချက်ပြောချင်လဲရှင်ဘာပြောချင်လဲဆိုတော့ဒီ cleaning ပိုင်းနဲ့ပတ်သက်လို့ရှင်ပေါ့နော်အခန်းနဲ့ဝန်ဆောင်မှုဖြစ်ဖြစ်နောက်ထပ်public area တွေဝန်ဆောင်မှုဖြစ်ဖြစ်ဗလဲဒီ Hope Cleaning Service ကိုတုံးရင်အဆင်ပြေရဆိုတဲ့အကြောင်းလေးအကြံပေးချင်ပါတယ်အခုလိုအချိန်ပေးပြီးတော့မှကျွန်တော်အင်တာဗျူးပေးတဲ့အတွက်ကြောင့်မို့ကျေးဇူးတင်ပါတယ်ရှင်တောက်လျှောက်လဲကျွန်တော်တို့ကိုကြီးဆောင်ရွက်ပေးပါအောင်ရှင်ဟုတ်ကျေးဇူးပါအမဟုတ်ကျေးဇူးတင်ပါတယ်ညီတီးတန့်ရှင်မဆိုအဟောက်ရှင်နဲ့ Hope Cleaning Service ကိုအနံလိုက်ပါ